Hello guys channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့မှာတော့ aura block ပေါ့နော်ဒီနေ့မှာအရင်ရေးကြည့် aura block တွေကို valid ဖြစ်လားမဖြစ်လားကျွန်တော်ဘယ်လိုမျိုးခွဲကြလဲဆိုတဲ့ဟာကိုကျွန်တော်ဒီနေ့နဲ့အသေးစိတ်ရှင်းပြပေးပါမယ်ကျွန်တော် aura block တစ်ခုအနေနဲ့ယူဆမယ်ဆိုလို့ရှိရင်သူရဲ့ rule number 1ဒီရှေ့ရဲ့ကန်တွေကိုကြောရမယ်ပေါ့နော် rule number 2ကကျတော့ aura block မှာသူမှာ cap ရှိရမယ် rule number 3ကကျတော့ aura block ကကျတော့ဒီပဲကန်ထဲမှာလာပြီးတော့မထည့်ရသေးရပေါ့နော်mitigated area ဖြစ်ပါမယ်Rule number 4ကတော့ block တစ်ခုမှာ break off structure လောက်မဟုတ်ချင်းရပ်ဘက်ကရတာရှိဖို့တက်လိုအပ်ပါတယ်။ဒါဆိုရင်လည်းကျွန်တော်တို့တစ်ချက်ချင်းပြန်ပြီးကြည့်အောင်။ရှေ့ကန်တွေကိုကြောရမယ်ပေါ့နော်။ရှေ့ကန်တွေကိုကြောရမယ်ဆိုရင်အတိတ်ကကျတော့ဒါကျွန်တော်ဒီမှာပေါ့နော်။ဒီကောင်ဒီဒါကျွန်တော်ဒီကန်တွေကို block အနေနဲ့ယူဆမယ်ဆိုလို့ရှိရင်ဒီကောင်ဒီရှေ့ကန်တွေရှေ့ကန်တွေကိုကြောတယ်ပေါ့နော်။ဒါကျွန်တော် bind အတွက်လို့ရှိရင်တော့ဒါဒီကောင်ပြောင်းပြန်ဖြစ်မှာပေါ့။ဒီကောင်ဒီ valid ဖြစ်တဲ့ aura block ပြီးလို့ရှိရင်ပေါ့နော်ကျွန်တော်ဒီမှာ invalid aura block ဒီကောင်ကဘာလို့ invalid ဖြစ်တာလဲဆိုတော့သူပေါ့နော်block အနေနဲ့ယူဆမဲ့ကန်တွေကကျတော့ရှေ့ကန်တွေကိုတော့ပြောကြည့်ရခါ take off ဖြစ်လာဆိုတော့မဖြစ်တာဟုတ်ဒါဆိုရင်တော့ကျွန်တော်တို့တက်ဒီနားကောင်ဒီပေးလိမဖြစ်ပါဘူးပြီးရင်နောက်တစ်ချက်ကျွန်တော်ရဲ့ဒီ aura block မှာ gap down မဟုတ် avalanche ရှိရမယ်ဒီ gap နဲ့ avalanche ကတော့ဒါကျွန်တော်ရဲ့ video ခုမှဒါကျွန်တော်ရှင်းပြပြီးတာပေါ့နော်ကျွန်တော်ဒီ gap တွေ avalanche တွေဘယ်လိုမျိုးရှိလဲဆိုတာတည်ကျင်နေဆိုရင်video တစ်ချက်ပြန်ပြီးတော့ရှာကြည့်လို့ရပါတယ်ဒီမှာပေါ့နော်လူတစ်မှာကကျတော့သူဒီ take out ဖြစ်လာဆိုတော့သူရှေ့ကနေကိုကြော်လာဆိုတော့ကြော်တယ်ပြီးလို့ရှိရင်ပေါ့နော်ကျွန်တော်ဒီမှာကနေနံပါတ်1 2 3ကနေနံပါတ်1နဲ့ကနေနံပါတ်3ခြားထဲမှာသူဒီ cap ရှိတာဆိုတော့ cap လေးရှိရဒါဆိုရင်တော့ဒါဒီကောင်ဒီ billet ဖြစ်ပါတယ်ကျွန်တော်ဒီမှာပေါ့နော်ကျွန်တော်ဒီကောင်ဒီ share ကနေကိုကြော်လာဆိုတော့သူကြော်တယ်ဒါပေမဲ့ကနေ1 2 3 4ကျွန်တော်ဒီကနေ၄ခုလုံးမှာသူမှာကက်ဟာနေရတခုမှမရှိဘူးဒါဘယ်လိုရှိရင်တော့ဒါကျွန်တော်တို့တဲ့ဒီကောင်ဒီ invalid aura block ဖြစ်ပါတယ်ပြီးရင်ဒါကျွန်တော်တို့ OB area ကကျွန်တော်ဘယ်ကနေမှလာပြီးမထည့်ရသေး mitigated နေရဖြစ်ပါမယ်ဘယ်လိုမျိုးလဲဆိုတော့ဒီမှာကျွန်တော်မှာပေါ့နော် take off ဖြစ်လာဖြစ်တယ် cap ရှိတာရှိရယ်ပြီးလို့ရှိရင်ပေါ့နော်ကျွန်တော်ရဲ့ဒီ OB ကိုကျွန်တော်ဒီနား aura block ကိုလာပြီးတော့မထည့်ရသေးဒါဆိုရင်လည်းကျွန်တော်တို့ဒီနားအကောင့်ဒီ valid ဖြစ်နေသေးတဲ့ aura block ပေါ့နော်ကျွန်တော်ဒီမှာဆိုလို့ရှိရင်သူရှေ့ကနေကိုကျွန်တော်ဆိုကြော်တယ်သူ cap ရှိတာဆိုတော့ cap လေးမရှိဘူးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့တက်ဒီမှာပေါ့နော်သူရဲ့ဒီ aura block area ကိုဒီမှာတစ်ချက်လာပြီးတော့ TV တော့ဖြစ်တဲ့အတွက်ဒီကောင်ဒီ invalid ဖြစ်ပါတယ်ကျွန်တော်ဒီကောင်ကိုတီချာလေးပြချင်တယ်ဆိုလို့ရှိရင်ပေါ့နော်ဒီလိုမျိုးပြတာပို့ပြီးတော့ပြင်သုံးပါလိမ့်โอเคဒီမှာပေါ့နော်ကျွန်တော်တို့ဒီဆက်ပြန်ပြီးတော့ကြည့်အောင်သူ share ကနေကိုကျွန်တော်ဆိုကြော်ရင်ဒီမှာ cap ရှိတာဆိုရှိရင်ပြီးသူ့ရဲ့ area ကိုဒါသူ့ရဲ့ဘယ်ကနေမှလာပြီးတော့မထည့်ရသေးတဲ့ဒါပေါ့နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့တက်ဒီနာအကောင့်ဒီ valid ဖြစ်နေတဲ့ aura block ပါဒီမှာပေါ့နော်ကျွန်တော်ဒီမှာဆိုလို့ရှိရင်သူ share ကနေကိုကြော်လာဆိုကြော်ရဲကနေ1 number 1 2 3ဒီနားလေးမှာသူ gap လေးရှိရဆိုတော့ဒါကျွန်တော်တို့တက်ဒီကန်နယ် number 3ပြီးသွားရဲ့အချိန်မှာကျွန်တော်တို့တက်ဒီနာအကောင့်ဒီ valid ဖြစ်နေတယ်ဒါပေမဲ့ဒီကန်နယ်ပေါ့နော်ဒီကန်နယ်ရဲ့သူ့ရဲ့ဒီ share တို့ကကျတော့ဒါကျွန်တော်ရဲ့ဒီကန်နယ်ကိုOB area ကိုဒီမှာလာပြီးတစ်ချက်ထောက်ပြီးသွားရင်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့တက်ဒီနာအကောင့်ဒီ valid ဖြစ်တော့ဒီကန်နယ်3ချောင်းဖြစ်နေတဲ့အချိန်ဒီသူက valid ဖြစ်နေသေးတယ်ဒါပေမဲ့ကန်နယ် number 4ကိုမြောက်မှာသူက area ကိုလာပြီးတော့ထွက်သွားဖြစ်တဲ့အတွက်ဒါကျွန်တော်တို့အတွက် valid ဖြစ်တော့နေရပါတော့โอเคနောက်ဆုံးတစ်ချက်ကကျတော့ဒါကျွန်တော်တို့ဘောနော် upload တစ်ခုမှာ backup structure တာအောင်ချိန်ရက်ဘက်ကရရှိရပါမယ်ကျွန်တော်ဒီကောင်းကိုတော့ဒီအရှိကဟာရင်းနဲ့ဘောနော်လူနံပါတ်1နဲ့3 4ခုပေါ့နော်အကုန်လုံးပေါင်းထားတဲ့ upload တွေပါကျွန်တော်တို့ဒီနားအကောင်ပေါ့နော် share ကနေဟိုသူ take out ဖြစ်လာဆိုတော့သူ take out ဖြစ်တယ်ပြီးလို့ရှိရင်ဒီနားလေးမှာသူ cap ရှိလာဆိုတော့ cap လေးရှိရပါတော့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနားအကောင်ဒီ backup structure ရှိလာဆိုတော့ backup structure လေးရှိရဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီနားလေးအကောင်ဒီပေးလေးဖြစ်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနားလေးအကောင်ဒီတဲ့သူပေးလေးဖြစ်တယ်ပြီးလို့ရှိရင်ဒီကောင်ကကျတော့သူ A ပေးလေးမဖြစ်ပေးလေးမဖြစ်ဘူးဘာလို့လဲဆိုတော့သူရဲ့ share ကနေကိုလည်းမကြုံသူမှ cap တွေလည်းမရှိဘူးပေါ့နော်ဒီရန်နာအကောင်ကကျတော့အတူတူပဲโอเคဒီနားလေးဟာလေးကိုတစ်ချက်လာပြီးကြည့်အောင်ကျွန်တော်တို့က overblock အနေနဲ့ယူဆမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီ share ကန်တွေကိုကြော်လာပေါ့ကြော်လာလို့ဆိုပြီးကြည့်ရနေရမှာကျွန်တော်တို့တက်ဒီနားလေးရဲ့ကန်တွေကကျတော့ဒီကန်တွေနဲ့အတွင်းထဲမှာရှိနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့တက်ဒီနားလေးရဲ့အကောင်ဒီinside power overblock လို့ခေါ်ပါတယ်အဲ့ဆိုရင်တော့ကျွန်တော်တို့တက်
aura block ယူရဲ့အချိန်မှာဒီကန်တွေကိုမကြည့်ဘဲနဲ့ share ကန်တွေပါနော်သူ share ကန်တွေကိုကြော်လာဆိုကြော်တယ်ပြီးလို့ရှိရင်ဒီမှာ gap ရှိတာဆိုကျွန်တော်ရဲ့ဒီကန်တွေနဲ့တွားပြောနိုင်ရှင်တယ်ကျွန်တော်ရဲ့ဒီကန်တွေကိုမယူဘူး gap လေးရှိရယ်ပြီးလို့ရှိရင် breakout structure လေးရှိရယ်ပြီးလို့ရှိရင် unmitigated area လေးဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဒီနားလေးအကောင့်ဒီပဲလေးဖြစ်တယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာပေါ့နော်သူ share ကန်တွေကိုကြော်လာဆိုကြော်တယ်ပြီးလို့ရှိရင် gap ရှိတာဆိုတော့ gap လေးရှိရပြီးလို့ရှိရင် medicated area လေးဖြစ်တာတဲ့ဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဒီကောင်ဒီ failure block ဖြစ်ပါတယ်။ given မေးစီတို့ကဒီ forex trading နဲ့ပတ်သက်ပြီးတော့ကိုယ်တိုင်စိတ်ဝင်စားလို့အကောင့်ဖွင့်ပြီးတွေ့ချင်တဲ့ဆိုရင်ကျွန်တော်ဒီမှာဒေါ်လာ90ကနေစပြီးတော့အကောင့်ဖွင့်ပြီးတွေ့လို့ရပါတယ်။ဒီအကောင့်ဖွင့်တဲ့သူတိုင်းအတွက်ကျွန်တော်ဘက်ကနေပြီးတော့ PNB signal group ပြီးတခါထပ်ပြီးတော့ဒါကျွန်တော်ရဲ့ cost တွေအကုန်လုံးကို PNB group မှာထပ်ပြီးတော့ free တင်ပေးသွားမယ်အပြင်ကျွန်တော်တို့ market ထဲမှာလည်းဒါနေ့စဉ်ပေါ့နော် daily analysis တွေလည်းဒါကျွန်တော်ရဲ့ဒီ PNB group မှာဒါကျွန်တော်မျှဝေပေးနေရှိပါတယ်။ဆက်သွယ်ခြင်းနဲ့ဆိုရင်တော့ဒါကျွန်တော်တို့ description နဲ့ comment မှာပေးထားတဲ့ Telegram link ကနေပြီးတော့ဆက်တယ်အကောင့်ဖွင့်လို့ရပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်ဗျ